ရာသူဒီပါတယ်နောက်ဆက်ကတ်ကလေးနော်နောက်ထဲလေးပါဒီမှာတည့်ရခင်းနေပါလေအစရခင်းကောင်းမှုကုသိုလ်တွေမများဘူးလားအဲ့ဒီကုသိုလ်ကောင်းမှုတွေလုပ်တာကဘာလို့စုဆောင်းနေတာလဲလို့သိရင်ရှမ်းသာကိုစုဆောင်းနေတာဘာလဲလို့ရှမ်းသာကိုစုဆောင်းနေတာအဲ့တော့သူကတော့သူလည်းတဲ့တော့ကိုကအဖြစ်သွားတာပေါ့ဒါပေမဲ့တကယ်တမ်းတော့ကိုကဘာလို့စုဆောင်းနေတာလဲလို့သိရင်ရှမ်းသာကိုစုဆောင်းတာဘာလို့စုဆောင်းတာလဲရှမ်းသာကိုစုဆောင်းအဲ့တော့လက်စော်ကဒါနဲ့ပတ်သက်ပြီးတော့သူကောပုံညာတာအိုစီယောတို့ခေါ်ထားတယ်နော်အဲ့ဒါကြီးဘုံဘုံရဲ့ဓမ္မဒီမှာပြင်တော်ပြီးတဲ့အရာမှာဘာလာလို့တာလဲလို့သိရင်ရှမ်းသာကိုလာစုဆောင်းတာဘာလာလို့တာလဲရှမ်းသာကိုလာစုဆောင်းတာအဲ့တော့ဒီရှမ်းသာကိုစုဆောင်းတာဆိုတဲ့အတိုင်းပဲဒီကနေ့ဘုံတို့ကဆွမ်းအကျိုးကောင်းမှုစီးပွားဥစ္စာကြံတန်းအောင်ဤတဲ့တရာဆွမ်းအကျိုးကောင်းမှုစီးပွားလို့ဆောင်ကြံတန်းအောင်တဲ့ဒီနေ့ပြင်တော်ပြီးတဲ့ဓမ္မတွေကတော့မြန်မာပြည်ကိုလေ့လာခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်တွေဖြစ်လာတော့ရောက်လာပါမရောက်လာပါအဲ့ဒီလိုရောက်လာပြီးတော့ငါတို့ဒီမှာအကြောင်းကိုလုပ်မယ်တမ်းမယ်ဆိုတဲ့ယုံကြည်ချက်တွေကလည်းပါလာတော့ဒီနေ့တော့အောင်မြင်တော့လားအဲ့ဒီလိုအောင်မြင်တာကဘာနဲ့အောင်မြင်တာလဲလို့မေးရင်ယုံကြည်ချက်ကြောင့်အောင်မြင်တာဘာနဲ့အောင်မြင်တာလဲယုံကြည်ချက်ကြောင့်အောင်မြင်တာအဲ့တော့ဒီနေ့ဘုံဘုံရဲ့ဓမ္မတွေမှာယုံကြည်ချက်တွေခိုင်ခိုင်မာမာရှိလားအဲ့ဒီယုံကြည်ချက်တွေဘာလဲလို့မေးရင်တတ္တတရားပဲတဲ့ဘာတရားလဲတတ္တတရားပါဗျာဒါကြောင့်ဒီတရားတွေအမြဲတမ်းဒုက္ခဘုရားကြောင့်နဲ့မှာတတ္တတရားတွေအဓိကရှင်းကြတယ်ဟုတ်လားအဲ့တော့ကုသိုလ်တွေပါလေလုပ်တဲ့အခါကာလမှာလည်းနောင်ကျိုးမြေုံနဲ့မလုံးနဲ့ဘုံမဲ့ဒီညာဘုံရှိစားတယ်တဲ့ကုသိုလ်ဒါနပြုလုပ်တဲ့အခါကာလမှာနောင်ကျိုးကိုပြောပြီးတော့မလုပ်ရဘူးတဲ့အဲ့တော့ဘာနဲ့ပြောရမလဲဆိုတော့ဘုံလို့ညောင်ရည်ကိုပန်းထိုးတဲ့အခါကာလမှာအကျိုးလို့ညောင်ရည်ကိုပန်းထိုးတဲ့ဆိုတဲ့စကားလုံးရှိတယ်အဲ့ဒီလိုပြောင်းချက်နဲ့မလုပ်ရဘူးတဲ့ငါတော့ကြော်တော့မှာပဲငါတော့နာမည်ကြီးတော့မှာပဲအဲ့ဒီလိုပြောင်းချက်တွေနဲ့မလုပ်ရဘူးတဲ့ဟုတ်ပြီလားအဲ့တော့ကုသိုလ်တရားပြုရရနိုင်နောင်ကျိုးညံနဲ့မလုံးနဲ့ဘုံမဲ့ပညာဘုရှိစားတဲ့ဆိုတဲ့စကားလုံးကိုပြောမယ်ဒီနေ့ဘုံရဲ့ဓမ္မတွေပစ္စည်းဥစ္စာတွေရှာဖွေလို့ရလာတယ်ရတဲ့အခါကလည်းကိုရှာလို့ဖွေလို့ရတာတဲ့အရာတွေပေါ့မှာကိုမစားရဲ့မတော့ရဲ့မတုံးရဲ့ဒီတိုင်းဘဝကဆုံးသွားမယ်ဆိုလို့ရှိရင်ဘုံမဲ့တွေပြုလုပ်ထားတဲ့ညနောက်ဆုံးကြံရစ်တဲ့ဘုံရှိတဲ့ပုဂ္ဂိုလ်တွေကစားတော့ပြတာပဲတဲ့ဟုတ်ပြီလားအဲ့တော့ဘုံမဲ့တွေပြုလုပ်တဲ့ညသူတွေစားတာမှမှလည်းဆိုရင်ဘုံရှိတဲ့ပုဂ္ဂိုလ်တွေသူတွေစားတာပါမယ်ဘုံရှိတဲ့ပုဂ္ဂိုလ်ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရာဇဂိုပြည်မှာဈေးတည်ကြီးလေးခုကြောင့်ပြောတာရှိတယ်အဲ့ဒါကြီးကတော့တက်တည်ပေါ့လေအဲ့တော့ဘုံဘဝကနေပြောပြအောင်မယ်ရာဇဂိုပြည်မှာပြန်တဲ့အခါဈေးတည်လေးခုရှိတယ်တဲ့ရှင်ခွေနဲ့ရောင်းရတဲ့ဈေးတည်ပေါ့နော်အင်းဒီနဲ့ဒီစုံပေါ့အဲ့ဒီလိုရောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်ကြီးဈေးတည်လေးခုပါရှင်ခွေနဲ့လေးပြည့်တာရောမပြည့်တာရောမှန်ကန်မှုတွေနဲ့ဟောပေါ့ကိုယ်လုံးစီးပွားရေးရှာခဲ့ကြတယ်အဲ့တော့စီးပွားရေးရှာခဲ့ကြတော့စီးပွားရေးဖြစ်ပါလေတပြည့်ပြည့်နဲ့စီးပွားရေးတက်တာဒါပေမဲ့လို့သူတို့ကပြန်ကြောင်းတဲ့မှုများဘူးတိတာဥပုတခါမှမမြင်နိုင်ဘူးဘာလို့လဲလို့ပြောတော့အမြဲတမ်းစီးထွက်နေတာဘာလို့လို့အမြဲတမ်းစီးထွက်နေတော့အဲ့ဒီအမြဲတမ်းစီးထွက်နေရတာနေပြီးတော့အမြဲတမ်းလည်းရောက်နေတဲ့အတွက်သူကကြောင်းကိုဘယ်တော့မှမတော်ဘူးတဲ့ကုသိုလ်နဲ့လုပ်ဘူးတဲ့လောက်တာတနည်းတော့အဲ့ဒီဈေးတဲ့ကြီးလေးကိုယောဂတွေဖြစ်ပြီးတော့တည်သွားကြတယ်။တည်သွားကြတော့တည်သွားတဲ့အခါမှာကုသိုလ်တွေပါသွားတာအကုသိုလ်တွေပါသွားတာကုသိုလ်တွေလုံးဝပေါ်ရခဲ့တာအရှင်လုံးဘယ်မှာလဲရှိနေလဲဆိုရင်ဈေးမှာလည်းရှိနေတယ်။အရှင်လုံးဘယ်မှာလဲရှိနေလဲဈေးမှာလည်းရှိတယ်။အဲ့တော့ဈေးရောက်တဲ့အခါကလည်းမှလည်းမတမာမှုတွေရောတမာမှုတွေရောရှိတဲ့အချိန်မှာမတမာမှုတွေနဲ့အမြဲတမ်းရောက်နေတဲ့လေးခိုးတယ်ပေါ့နော်ပစ္စည်းကိုလည်းမှန်မှန်ကန်ကန်လုပ်နေတယ်ဝေးကြီးကိုလည်းအများကြီးတင်တောင်းပြီးတော့ရောင်းနေလုပ်တယ်အဲ့ဒီလိုရတယ်ကိုပြောင်းဝင်ပြီးတော့ဘုရားကျောင်းကလည်းတော့ပုံမိနေတယ်ဘုရားကျောင်းကဘာလို့ပုံမိနေလဲဘုံတို့ဘယ်လိုက်ဆက်တာမှတော့မေးလားမေးမမေးလို့လည်းမာပြီးတော့ရောက်လာရှိအဲ့ဒါမမေးလို့ရောက်လာတော့
မြန်မာပြည်ရောက်လာတဲ့တော့ဒီနာတော့ကြည့်ရမှာကျောင်းတိုင်းမှာလူတန်းတွေကျောင်းလူတွေပဲမလုပ်လားမေးလို့လားမမေးလို့လားဈေးတိုင်လေးနဲ့တူလားဈေးတိုင်လေးနဲ့တူတော့အဲ့ဒီဈေးတိုင်လေးတင်နေပွားရောသူတို့ကကုသိုလ်ကောင်းမှုတွေကလည်းမချမ်းတဲ့အတွက်ဘာဖြစ်သွားလဲလို့မေးရင်အဝတ်ပလာနဲ့စားတော့မရှိတဲ့ဘဝကိုရောက်သွားတယ်တဲ့ဘယ်ဘဝကိုရောက်သွားလဲအဲ့တော့စားရင်တောင်းဆိုင်ဖွေးနေဟိုမြို့ပြည်တွေကိုရောက်သွားတဲ့ခါတော့စားတော့တွေကမရအောင်ရှာလို့စားလို့အဲ့လိုမရတဲ့အခါကလာမှာဘုန်းတော်ဒီဘုရားဒီတို့ရဲ့ရက်ွက်ဟောင်းနေရာဟောင်းလမ်းထဲကိုရောက်လာတယ်အဲ့ဒီရောက်မှတော့လာပြီးဘွာရှာတာကြရှာတာတဲ့ဆိုတော့လည်းဘုန်းတော်တို့ကအမေရိကန်မင်းကြီးပြစ်လိုက်တဲ့မင်းကြီးနောက်ပြီးဗန်လေးမှာစီးလိုက်တဲ့ကြံကြီးပြီးတော့တွေးလိုက်တဲ့တွေးတွေးလိုက်တဲ့ဒီနတ်ဒီအဲ့ဒီခါကိုပဲသူကစားနေရတာကဲစားကောင်းနေလားစားမကောင်းနေလားစားကောင်းကဲအကျံနေလားမကျန်တဲ့ဟာတွေလားကျန်တဲ့ဟာတွေနော်သူများစားချင်လို့ထုတ်ပြထားတဲ့အရာတွေကိုစားတော့နေရတာအဲ့တော့သူတို့ရဲ့လေးယောက်ကတော့နည်းနည်းရှိနေတာဆိုတဲ့ခါရောနောက်မိမလေးယောက်ကိုယူတယ်တဲ့ဘာကိုယူလဲနောက်မိမအဲ့ဒီနောက်မိမလေးယောက်နဲ့သူတို့ရှာထားတဲ့ဈေးတဲ့ဥစ္စာတွေနဲ့မယင်နေနဲ့ပျော်ဖွင့်ပြီးတော့အဲ့ဒီဈေးတဲ့ပိတ်တာမှဒီလေးယောက်ကသူတို့ရဲ့နာနဲ့ကိုဝင်လာတဲ့အခါသူတို့ရဲ့အိမ်တွေကဘယ်လိုလဲနေနေလဲလို့ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့နေရာမှာနောက်မယားတစ်ယောက်ကိုသူ့ယောက်ျားကပေါင်းပြီးတော့နေတယ်ဘာလို့ပြီးတော့နေတော့သူတို့ကတော့ဘိုးတဲ့ကိုယ်ရှိရတာစားရတော့ဆရာလည်းပြည့်စုံနေတာသူတို့ရှာတာပြင်လာတဲ့ဥစ္စာပစ္စည်းတွေနဲ့လင်ကြီးနဲ့မင်းတွေကပျော်ပွင့်နေတာကိုတို့မြင်သွားတယ်မြင်တော့လားအကျမ်းမနဲ့သွားတယ်အကျမ်းမနဲ့သွားတယ်ဝမ်းနဲ့ရုံနဲ့မကဘူးငိုကြွေးတာဝမ်းနဲ့ရုံနဲ့မကဘူးဘာဖြစ်သွားတော့ငိုကြွေးတာအဲ့ဒီငိုကြွေးတဲ့အတန်တွေကပြိတ္တာလေးတော့ငိုလိုက်တဲ့အတန်ကအဲ့ဒီရာဇူရက်ွက်ထဲမှာကြောက်စရာအတန်ကြီးလို့ဖြစ်သွားတယ်။အတန်ကြီးဖြစ်သွားတယ်။အဲ့တော့ဒါကဘုံဘုံနဲ့ခါကမှကြားရတယ်။ဒါကမှဒီတော့မိတ်ဆောင်တဲ့မှာညာဆိုရင်အဲ့ဒီအတန်ကြီးရဲ့ငိုတန်ကြီးတို့ညီးတဲ့အတန်ကြီးဘယ်ကမှလည်းမသိဘူး။အဘုံတော့ဝင်ပွားဆိုမသိဘူး။နော်ဒီငိုတာတော့ပြိတ္တာလေးငိုတာအဲ့ဒီလိုအတန်ကြီးကိုကြားတဲ့အခါကလာတော့ရက်ွက်ထဲမှာနေတဲ့အဲ့ဒီလမ်းထဲမှာနေတဲ့သူတွေကကြောက်လန့်ပြီးတော့မှအေးလာကြထွက်လာကြဟာဘာသာများဖြစ်ပါလိမ့်ဒီလမ်းကြီးကြောင့်လောကကြီးနဲ့ရောက်ကြပါလားဘယ်လိုလဲဆိုတာကိုသိချင်စိတ်နဲ့မြတ်စွာဘုရားကလည်းစေတုံကျောင်းမှာရှိနေတယ်ဘုရားကလည်းမှာရှိနေတော့အဲ့တော့အဲ့ဒီစေတုံကျောင်းကိုတွားပြီးတဲ့အခါကလာတော့မေးလျှောက်ကြတယ်တဲ့ရှင်ဘုရားပြီးတော့ရက်ွက်ထဲမှာအတန်နဲ့ကြီးတွေနဲ့ပုံစံကြီးကြားလို့ဗျာအဲ့ဒါတပည့်တော်တို့များပျက်စီးမှာလားမကောင်းတဲ့ကံကြမ္မာတွေများတပည့်တော်တို့ပေါ်မှာကြောက်တော့မှာလားဗျာလို့ဆိုပြီးတော့ဘုရားတော်ကမေးလျှောက်တဲ့အခါမှာအေးတရားတွေဓမ္မတွေမပူနဲ့အဲ့ဒါတင်လို့ကိုဥကပေးတဲ့အတန်တွေမဟုတ်ဘူးတဲ့လွန်ခဲ့တဲ့လာများစီကအဲ့ဒီရက်မှာတိတ်ဆုံးသွားတဲ့ဈေးတဲ့ကြီးလေးယောက်ဟာတိတ်တာဖြစ်ပြီးတော့မှသူဝမ်းနေပြီးတော့ငိုကြွေးနေတဲ့အတန်ကြီးတဲ့ဘာတန်ကြီးတော့ငိုကြွေးနေတဲ့ဘာလို့ပြီးတော့ဝမ်းနေပြီးတော့ဘာဖြစ်လို့ဝမ်းနေတာလဲဆိုတော့သူတို့လူ့ဘောင်မှာနေစဉ်တော့ကသူတို့ကောင်းမှုအောင်မပြည့်လို့ရပဲနဲ့ဈေးတွေရောင်းပြီးတော့ရှာခဲ့ပြီးခဲ့တာအဲ့ဒီဈေးတွေရောင်းရှာပြီးတဲ့ပထမလေးဒီနဲ့ရှာပြီးတော့ကြီးပွားတယ်ဒါပေမဲ့သူတို့ဒီလိုကောင်းမှုကိုတော့မပြည့်ပြည့်တော့မလုပ်နိုင်ဘူးမလုပ်နိုင်တဲ့ခါကလာရောပြည့်တာဖြစ်သွားတယ်အဲ့ဒီအိတ်ကဖြစ်သွားတဲ့ဘဝမှာလည်းစားရတော့ရဖို့ကလည်းမပါဆိုတော့သူ့ကိုသူဝမ်းနေပြီးတော့ဖြစ်တာငိုတာဘာဖြစ်တာတော့ငိုတာအဲ့တော့မြတ်စွာဘုရားကအဲ့မှာပြောတယ်ဘုံမဲ့ပြုညာဘုံရှိစား၏တဲ့ဆိုပါဦးဘုံမဲ့ပြုညာဘုံရှိစားကျေးဇူးလေးပြောဘုံမဲ့ပြုညာဘုံရှိစား၏တဲ့ဘုံမဲ့ပုဂ္ဂိုလ်ရှာတာဝိဒါကမြတ်မလို့ရတဲ့တန်းရတဲ့နဲ့ထားခဲ့တဲ့စီးစိမ်ဥစ္စာတွေဟာကျန်တဲ့ပုဂ္ဂိုလ်ရမစားတော့ပါဘူးလားအဲ့ဒါပဲအဲ့တော့ဘုံမောရဲ့ပြန်လာရှိတဲ့ကာလမှာရှိတော့ဒီကမြန်မာပြည်ကမှာဒီတော့အဲ့ဒီလိုဖြစ်ခံလာလားဖြစ်ခံလားဖြစ်ခံတယ်ဘုံမဲ့ပြန်ဘုံရှိစားဆိုတော့ဖြစ်မှန်တယ်
ရှာလဲရှာရမယ်လူလဲလူရမယ်ဘာလဲတော့အဲ့ဒီလိုလူလာပြီးသူခေါ်ပုံညာတာပုံစံရောရှမ်းတာကိုစုဆောင်းတာလားဆင်းရဲကိုစုဆောင်းတာလားလို့မေးရင်ရှမ်းတာကိုစုဆောင်းတာဘယ်လိုဆိုရင်ဒီဘုံဘုံတို့ပြန်လာစင်တာကမှဒီအားလုံးဒီလိုလာပြီးတော့မှဒီကနေ့ရှမ်းတာကိုစုဆောင်းတာလားဆင်းရဲကိုစုဆောင်းတာလားရှမ်းတာကိုစုဆောင်းတာဟုတ်ပြီဒုက္ခပါပတာပုံစံရောတဲ့မကောင်းတာဒီလိုလုပ်ရင်တော့ဆင်းရဲကိုစုဆောင်းတာနဲ့တူတယ်ဘာလဲတော့ဒီလိုဆိုရင်ဘုံဘုံရဲ့ကံကမှဒီနေ့ကောင်းတာကိုလုပ်နေတာကမကောင်းတာကိုလုပ်နေတာအဲ့တော့ကောင်းတာကိုလုပ်တာဖြစ်တဲ့အတွက်ဆင်းရဲကိုစုဆောင်းတာကရှမ်းတာကိုစုဆောင်းတာကအမြဲတမ်းစုဆောင်းရမှာလားခဏလေးပဲစုဆောင်းရမှာလားအဲ့ဒါပဲဒီနေ့ဘုံဘုံပြောချင်တဲ့ message ကတော့အဲ့ဒါပဲเนาะနေတိများတိမဟုတ်ဘူးနေ့စဉ်နဲ့ညာပုဂ္ဂိုလ်ကိုရှမ်းတာကိုစုဆောင်းပြီးတော့နေရတယ်ဟုတ်လားဘုရားကိုဆွမ်းကတ်တယ်ဒီချမ်းကြီးကတ်တယ်စီမီတွေလှုပ်တယ်အဲ့ဒါကဘာလို့နေရလဲဆိုရင်ရှမ်းတာကိုစုဆောင်းနေတာဘာလို့နေရလဲရှမ်းတာကိုစုဆောင်းနေတာပါအိမ်မှာဝိထားတဲ့တားတဲ့မိကိုလည်းကျွေးရတယ်ပဲအဲ့ဒါလည်းကုသိုလ်ပဲအဲ့ဒါလည်းဘာလို့ကုသိုလ်ပါဗျာကိုယ့်ရဲ့မိတွေဘိုးတွေဘွားတွေကိုကျွေးရမွေးရအဲ့တဲ့တွေကိုလာပြီးတော့လေတဲ့အဲ့တဲ့တွေကိုကျွေးမွေးတဲ့ခန္ဓာတွေအားလုံးပါပဲအဲ့ဒါကုသိုလ်တွေပဲဘာတွေပဲတော့အိမ်မှာဝိထားတဲ့ပိလေးချက်လေးကိုစာကျွေးရတယ်ကုသိုလ်ပဲအဲ့ဒါလည်းဘာလို့ဒီလိုဆိုရင်ဘုံဘုံတို့ရှမ်းတာတွေစုဆောင်းနိုင်တဲ့နေရာတွေအများကြီးရှိတာရှိတယ်နော်ကိုယ်အိမ်မှာလာတဲ့ဧည့်သည်တွေကိုကျွေးတာမွေးတာဧည့်သည်လာတဲ့ဘာလို့စုဆောင်းတာတော့ရှမ်းတာတွေစုဆောင်းရဟန္တာတော်ရဲ့အိမ်မှာကြွလာလို့ဆွမ်းနေပါရင်တက်တဲ့ဘုရားနိုင်ငံလေးသူလည်းတန်းနေဆိုရဲဘာလို့လဲရှမ်းတာကိုစုဆောင်းတာအဲ့ဒီရှမ်းတာကိုစုဆောင်းတာကဘယ်လိုရမှာတော့ကိုရမှာလားအလူကပုဂ္ဂိုလ်ရမှာဟုတ်ပြီအလူပေးတဲ့သူနဲ့လူကပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်ဟုတ်လားအလူပေးတဲ့သူရမှာလားအလူကပုဂ္ဂိုလ်ရမှာလားလူပေးတဲ့သူရမှာဒီလိုဆိုရင်ဘုံဘုံရဲ့ဒီကလစ်ကကမာလီဒီကနေ့ဘုံရှိတဲ့သူတွေလားဘုံမဲ့တဲ့သူတွေလားဘုံရှိတဲ့သူတွေပါဗျာရှမ်းတာကိုစုဆောင်းတဲ့ပုဂ္ဂိုလ်တွေလားဆင်းရဲတာကိုစုဆောင်းတဲ့ပုဂ္ဂိုလ်တွေလားရှမ်းတာကိုစုဆောင်းတဲ့ပုဂ္ဂိုလ်တွေပါဗျာကဲဒီတွေးဒီတရားတွေကိုနားလည်ပြီးတော့ကိုယ်ပေါင်းကိုကျင့်သုံးဖို့မလိုလားလိုပါတယ်ဗျာအဲ့ဒါက develop ပိုင်းလို့ခေါ်တယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာဘာလို့လဲတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာ content ခေါ်တယ်လို့ခေါ်တယ်ဘာလို့လဲတော့ content ခေါ်တာအခုသိရဆိုရင် theory လို့ခေါ်တယ်သိတာက theory ပဲသိတာကဘာလဲ theory ပဲ theory ဆိုတာကသဘောတရားပဲအခုဒါလို့ရင်ဒါလို့ဆိုတာသိတာ theory လို့ခေါ်တယ်အဲ့ဒါကိုတော့မသိပါဘူးလားနော်အခုရှမ်းတာကိုစုဆောင်းနေဆိုတာကုသိုလ်ကောင်းကိုလုပ်တယ်ဆိုတာရှမ်းတာကိုစုဆောင်းနေဆိုတာသိကောင်းလားမကောင်းတာတွေလုပ်ရင်ဆင်းရဲကိုစုဆောင်းနေဆိုတာသိကောင်းလားအဲ့ဒီသိကောင်းတာဒီသိပြီးလို့ခေါ်တယ်ဘုရားရဲ့တာဝန်နဲ့ပြောရင်ပြည့်တဲ့ဒီသိလို့ခေါ်တယ်ဘုရားတာဝန်နဲ့ပြောရင်အားသိတယ်အဲ့ဒီအသိကိုလက်တွေ့ကောင်းတယ်ခေါ်တယ်ဘိုင်းကိုအင်္ဂလိပ်လိုတော့ development လို့ခေါ်တယ်ဘုရားတာဝန်နဲ့ပြောရင်ပြပတ်တိလို့ခေါ်တယ်သိတဲ့အတိုင်းသိချင်တာသိတဲ့အတိုင်းလည်းလုပ်တာသိတဲ့အတိုင်းလည်းပြီးတော့စူးစမ်းတာဟုတ်လားအဲ့တော့ပရိပတ်တိပေါ့ဘာလဲတော့ပရိပတ်တိနှစ်ခုရှိပါတယ်ပရိယတိရဲ့ပရိပတ်တိဘာတော့အဲ့ဒီနှစ်ခုပေါင်းသွားပြီဆိုလို့ရှိရင်သူ့ရဲ့ result ပါလာတဲ့ outcome လို့ခေါ်တယ်အဲ့ဒီ outcome ကိုပฏิဝေဒလို့ခေါ်တယ်လက်တွေ့အကျိုးပေးရရတာလက်တွေ့ပါရတာနော်အကျိုးပေးရတာအကျိုးပေးရတာအဲ့ဒါ outcome လို့ခေါ်တယ်နော်အင်္ဂလိပ်လို result လို့ခေါ်တယ်အဲ့တော့ဘုံတော်သိပြီးသူ့ရဲ့အနေနဲ့ပြောရင်အဲ့ဒီပဲနော်ဘာမှအစိုးရဒီ theory တည်တယ်အဲ့ဒီ theory လည်းလက်တွေ့လုပ်တဲ့အကောင့်တွေခေါ်တယ်အဲ့ဒါ pre-practice လို့ခေါ်တယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ရတာလေဆိုရင် pre-practice လို့ခေါ်တယ်ဟုတ်လားဥပမာဘုံကနားလည်အောင်ပြောကြည့်လိုက်ဒေါသဆိုတာဘုရားဘောလားထွက်ခုလားကဲပြောဒေါသထွက်ခုလားဟုတ်ပြီနော်အားလုံးထွက်ခုလားကဲဒေါသပူလားမပူလားပူပါတယ်ခင်ဗျာအဲ့လိုသိတာဒီပါလေတိပရိပရိယတိလို့ခေါ်တယ်ဒေါသကိုပူတယ်လို့သိတာဒီပရိယတိလို့ခေါ်တယ်တိပရိပါအဲ့ဒီဒေါသပူမှန်းသိရတဲ့နဲ့ထွက်လိုက်တယ်ဆိုရင်လက်တွေ့ကိုယ်ဉာဏ်တဏ္ဍာမှာဒေါသရောက်သွားပြီဆိုရင်လက်တွေ့မလုံးနိုင်ဘူးလားအဲ့လိုလက်တွေ့လုံးလိုက်တဲ့အတွက်
ပူကြီးကမစားနိုင်မအိမ်နိုင်မတောက်နိုင်မကြင်ချမ်းနေဖြစ်ပြီးတော့နေတာအဲ့ဒါဘောရဲ့အကျိုးတွေသူ့ရဲ့ result တွေပဲဖြစ်ဘူးလားမဖြစ်ဘူးလားဖြစ်ပါပါဗျာဒါကမှမြေဥစ္စာတွေဆုံးဆုံးသွားလို့ဖြစ်နေတဲ့လောဘတွေကလည်းမစားနိုင်အိမ်မတောက်နိုင်ဖြစ်ဘူးလားကဲဒါလို့ဆိုရင်ဘုံဘုံရဲ့ဓမ္မတွေကပြောရမယ်ဆိုတော့ဘုံကြီးတဲ့တွေပြောင်းကြိုးစားပါဟုတ်လားဘာဖြစ်တဲ့ပုဂ္ဂိုလ်တွေပြောင်းကြိုးစားမယ်ရှမ်းသာလို့စုဆောင်တဲ့ပုဂ္ဂိုလ်တွေပြောင်းကြိုးစားပါဘာလို့လဲတော့တတိယနေ့ဝင်ရင်းနဲ့တရားတဲ့ဆိုသွားရင်10ရက်ဆိုရင်30ရက်30ဆိုတော့ငွေ30ပေါ့နော်အဲ့တော့သူ့ကောင်းမှုကလည်းနည်းနည်းစုစုတော့မယ်ဆိုတော့များများလာရှမ်းသာတွေများများလာကဲလို့ဆိုရင်ဘုံဘုံတရားကိုဒီမှာဆုံးသတ်မယ်အားလုံးကိုကျမ်းမာပြီးတော့စိတ်ချမ်းသာကြပါစေမိမိတို့ဘဝမှာလည်းကိုယ့်ကိုယ်ပုံကံရှိတဲ့သူတွေကပုံကံဝဲတဲ့သူတွေကဆိုတော့လည်းပဲကိုယ့်ကိုယ်သုံးသပ်နေကြပါစေနေ့စဉ်နဲ့အများကိုလုံးနေတဲ့ကာယကဝစီကံမလုံးကံတွေကလည်းပဲချမ်းသာကိုစုဆောင်းနေတဲ့အလုပ်တွေကိုလုပ်နေသလားဆင်းရဲကိုစုဆောင်းနေတဲ့အလုပ်တွေကိုလုပ်နေသလားဆိုတော့လည်းပဲအားလုံးသုံးသပ်ပြီးတော့မိမိတို့ရဲ့ဘဝကိုပြီးဆုံးနိုင်ကြပါစေ